ကဲမင်္ဂလာပါကိုကျမ်းမာရေးမကောင်းလို့မနေ့ကမတင်ပြလိုက်တာနော်ခုကိုတော့ဘာသွားပါလဲဆိုတော့ Microsoft Word ကိုနှုတ်ဆက်တဲ့အနေနဲ့နောက်ဆုံးဇာတ်တွေကို edit လုပ်တဲ့နည်းကိုသွားမှာဖြစ်ပါတယ်အဲ့တော့ဇာတ်တွေစီကိုသွားလိုက်ကြအောင်အခုမနေ့ကမင်းတို့ i file လေးပို့ပေးထားရနော်မနေ့က i file လေးပို့ပေးထားတယ်ဒီ file လေးကိုဖွင့်ကြည့်ပါဒီ file လေးပေါ့နော်ဟိုဒီ file လေးကနေရှင်းပြပေးမှာဖြစ်ပါတယ်ခဲရင်းမလားဆိုတော့အဲ့လောက်မခက်ပါဘူးဒါပေမဲ့ဒီတိုင်းနားထောင်ရုံနဲ့ရလာဆိုလဲနားထောင်နေတော့မရဘူးမင်းတို့လိုက်လုပ်ကြည့်မှနားလည်လိမ့်မယ်နော်โอเคသွားလိုက်မယ် let's go ရေတော့ငါတို့ကဇာတ်ဆွဲတော့မယ်ပေါ့ဇာတ်ဆွဲတော့မယ်ဆိုရင်ဘာလုပ်ရမလဲဆိုတော့ insert ကိုသွားမယ်နော်โอเคကိုဒီမှာပြချလေးပြမယ်နော် insert ကိုသွားမယ် menu bar ထဲနဲ့ insert ထဲနဲ့ table သွားမယ် table ဆိုတော့ဘာလဲအတန်းတွေ row တွေအကြောင်းအရာ column တွေပေါ့နော်အဲဒီ column တွေ row တွေနဲ့ဖွဲ့စည်းထားတဲ့ဟာကိုဇာတ်လို့ခေါ်တယ်အဲ့တော့ insert table ကိုသွားမယ် insert tab ကိုသွားမယ် table တွေကိုသွားမယ်တစ်ချက်နှိပ်လိုက်တစ်ချက်နှိပ်လိုက်ရင် insert tab ကိုသွားမယ် insert tab ကနေ table group တွေက table ကိုနှိပ် table site ကိုရွေးဥပမာဘယ်နှ column လဲ row ဘယ်လောက်လဲเนาะဒါလေးတော့နားလည်မယ်တင်တယ်အဲ့ဟုတ်နောက်တစ်ခါသွားလိုက်ရင်တော့ဒါဇာတ်ပုံစံပေါ့เนาะဒါဆိုရင် column ဘယ်နှခုလဲ1 2 3 4 5 6ဒီကောင်ဆိုရင် column 6ခု row က1 2 3 4 5 6ခုเนาะ column 6 row 7ဒါမျိုးလေးပေါ့နော်တခါလေးတွက်မယ်ပေါ့နော်โอเคအဲ့တော့သွားလိုက်အောင်အဲ့တော့ဒီ table မှာ table ကို select မှတ်လိုက်တာ ਨੇ ကိုကဘယ်လိုမြင်ရလဲဆိုတော့ပေါ့နော်အခုတန်ကြီးကအရင်ကြီးအုံနဲ့ထားနေတာနော်မိုင်းနဲ့ကတ် table ကိုသူက select မှတ်လိုက်တယ်ပုံကိုပဲဖြစ်ဖြစ် table ကိုပဲဖြစ်ဖြစ် shape ကိုပဲဖြစ်ဖြစ်ငါတို့အနေနဲ့ select လေးမောင်လေးနဲ့တစ်ချက်ထောက်လိုက်တာ ਨੇ သူကဘာပေါ်လာလဲဆိုတော့ဒီ menu bar ကနေနော် table design နဲ့ဒီ layout ဆိုပြီးနှစ်မျိုးထွက်လာတယ် table design ကိုရင်သွားမယ်ပေါ့နော်table design မှာဘာတွေရှိရလဲ table design မှာ table style တွေရှိတယ်เนาะဒီနေရာလေးပေါ့เนาะဒီနေရာလေးမှာဒီမြားလေးကိုနှိပ်လိုက်တာ ਨੇ သူဘာတွေကြာလာမလဲပေါ့เนาะ table style တွေကြာလာလိမ့်မယ်ဒီထဲကနေကိုကြိုက်တဲ့ table style တွေကိုတစ်ချက်နှိပ်ပြီးတော့ရွေးလိုက်တာ ਨੇ အဲ့ table style တွေဖြစ်သွားလိမ့်မယ်โอเคเนาะအဲ့တော့နှိပ်လိုက်တာ ਨੇ ကိုနမူနာပြထားတယ်ဒါဆိုရင်ပုံမှန်အဖြစ်ဒီထဲမှာရှိတယ် default ပေါ့เนาะ table style တွေကနေ table grid ဆိုတဲ့ငါတို့ရဲ့ရိုးရိုးချင်းချင်းပုံမှန်ပါတဲ့ table style ကိုရွေးထားတာเนาะဒါဒီအဲ့ပုံစံကရိုးရိုးတိုင်းပဲပေါ့เนาะအဲ့တော့အဲ့အောင်မှနောက်တစ်ခုအနေနဲ့ကိုရွေးလိုက်တဲ့အခါမှာတော့เนาะ table style တွေကနေ grid table 4 isn't 2ဆိုတဲ့ဒီ design ကလို့ရွေးလိုက်တာ ਨੇ အခုတို့ရဲ့ design ကဒီတိုင်းဖြစ်သွားတယ်ပေါ့เนาะအဲ့တော့ဒါလေးတွေကလွယ်လွယ်ကူကူ data တွေလည်းပြောင်းမသွားဘူးပုံစံလေးလည်းကြိုက်တယ်ငါတို့အနေနဲ့အယောင်ချင်ရတာတွေပဲပြင်းနေဆိုရင်တော့ဒီလိုလေး table design တွေကနေလွယ်လွယ်ကူကူပြောင်းပြီးတော့ကိုယ့်ရဲ့ data ထဲမှာထည့်လိုက်ရုံပဲပေါ့เนาะနားလည်မယ်နော်အဲ့တော့မျိုးမျိုးရှိတယ်အကုန်လုံးတော့ကိုပြောင်းပြလို့မဖြစ်ဘူးဆိုတာအများကြီးပြောင်းနေရမှာဆိုလို့ဒီကိုနှစ်ခုသုံးခုတော့နမူနာပြောင်းထည့်ပေးထားတယ်โอเคနော်အဲ့တော့ဒါလေးတွေအခုပြန်လိုက်လို့ပြမယ်အဲ့တော့ table ကို select မလိုက်တာ ਨੇ လို့ပြောရယ်နော် table ကို select မလိုက်တာ ਨੇ အခုတို့ဒီမှာ table ကိုဒီမှာပြင်ဘက်မှာထောက်ထားရင်ဒီ menu bar မှာနော် menu bar မှာဘာမှမပေါ်ဘူး table တွေကိုတစ်ချက်ထောက်လိုက်တာ ਨੇ table design ရဲ့ layout ရဲ့ဆိုပြီးနှစ်မျိုးရှိတယ် table design ကိုသွားမယ်ပုံမှန်အပြင်တော့ဒီနေရာလေးပဲသွားတယ် table grid ဆိုတာလေးကိုပဲကိုတို့သုံးတာပြုပါရှိရတယ်အဲ့တော့ဒီချက်နေကိုမြားလေးတစ်ချက်နှိပ်လိုက်တယ်โอเคနော်ဒီမှာတော့ဒီမြားလေးကိုတစ်ချက်နှိပ်လိုက်တယ်နှိပ်လိုက်တာနဲ့ကိုတို့ကြိုက်တဲ့ပုံစံကိုကိုတို့ပြောင်းလို့ရတယ်ဒီမှာတစ်ချက်နှိပ်လိုက်ဒါဆိုရင်ကိုတို့ရဲ့ table style လေးကဒီလိုပုံစံလေးဖြစ်သွားပြီပေါ့နော်โอเคနားလည်မလားဒီလို select ကြီးပေးနေကြမလို့ဘူးနော်ဒီလို select ကြီးပေးနေကြမလို့ဘူးဒါဒီလိုကြီး select ပေးနေကြမလို့ဘူးပေါ့နော်โอเคမယ်နော်table လေးကိုတစ်ချက်ကာစာတစ်ချက်ကြိုက်တဲ့အကွက်မှာထောက်လိုက်တာ ਨੇ ကိုကြိုက်တဲ့ table style ကိုရွေးလို့ရပါတယ်အဲ့ဒီနဲ့ကိုအနေနဲ့ဒါလေးတွေပဲတန်းသုံးလိုက်လို့ရတယ်တန်းသုံးလိုက်လို့သဘောကျတယ်ဆိုရင်တော့ဒီတိုင်းလေးပဲစေ့လိုက်ပေါ့နော်အခုကတော့များသောအားဖြင့်ဒီပုံမှန် default ဟာပဲကိုကသုံးတာများတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကိုကြိုက်တဲ့အရောင်တွေကိုကကိုထည့်မယ်ဆိုစိတ်ကူးနေပေါ့ဒါမင်းတို့ကြိုက်လို့လုပ်လို့ရတယ် as you like ကြိုက်လို့လုပ်လို့ရတယ်နော်နောက်ထပ်တစ်မျိုး okay နော်နောက်ထပ်တစ်မျိုးနော်ကြိုက်တာပြောင်းနော်ကြိုက်တာပြောင်းโอเคမယ်နော်အဲ့တော့ဒီပဲ style လေးဒါမျိုးဖြစ်သွားဒီနောက်ကအားကြီးကဘာဖြစ်လို့ light ပြောင်းတာလဲဆိုတော့အခုတော့ဒီကနေ table ကိုခွဲခြားထားတာမဟုတ်ဘူးဒီ20ဆုံးတော့21ဆိုပြီးသူ့auto နောက်စာမျက်နှာတစ်မျက်နှာမှာဆင်းသက်သွားတာဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီပထမဇာတ်ကိုလုံးလိုက်တာနဲ့ဒုတိယဇာတ်က link ပေါ့နော်ချိတ်နေတာဆိုတော့သူကတခါတည်းတန်းနောက်ဇာတ်ပါပြောင်းပေးတဲ့ပုံစံဖြစ်ပါတယ်โอเคဒီမှာအစိမ့်နှိပ်လိုက်တယ်ဒီမှာခဲအောင်နှိပ်လိုက်တယ်ကြိုက်တာနှိပ်ပေါ့နော်ဒီပဲဒီကနေဒီပဲ design ပေါ့အဲ့ဒါလေးဆိုရင်လုံးကြည့်လိုက်ရင်တော့နားလည်မယ်ထင်တယ်နော်โอเคအဲ့တော့ကိုက control Z နဲ့ပြန်ခေါ်လိုက်ပြီ
အခုရဲ့ပုံမှန်အနေထားတိုင်းကိုသွားလိုက်ပြီပေါ့နော်โอเคနောက်တစ်ခုကဘာလဲနောက်တစ်ခုကဘာလဲပေါ့နော်နောက်တစ်ခုကကြတော့ table style ပြရတဲ့ shading နော်table design ထဲမှာပဲ table style ရဲ့နောက်မှာ shading တွေ့ရှိ shading ကတော့ကိုတို့သိပါတယ်ဒီအကွက်တွေကိုဆဲအကွက်တွေကိုငါတို့ select ပေးလိုက်မယ် select ပေးလိုက်တဲ့ဆဲအကွက်တွေကိုအကြောင်းဖြည့်တာပေါ့နော်အဲ့တော့ဒီမှာဆိုရင်လည်းကြည့်လိုက်အခုအနေနဲ့ဒီခေါင်းစဉ်တစ်တန်းလုံးကို select ပေးလိုက်ပြီး shading တွေကိုသွားတယ်ကိုကြိုက်တဲ့အကြောင်းထည့်လို့ရတယ် column တစ်ခုကိုသွားတယ် column နှစ်ကွက်ထည့်လိုက်ရတယ်သုံးကွက်ထည့်လိုက်ရတယ်အဓိကကဘာလဲငါတို့ select ပေးလိုက်တဲ့အရာအဓိကပဲပေါ့နော်အဲ့တော့ဒီ shading ကလည်းရန်ကြီးခက်ခဲတဲ့ကိစ္စတော့မဟုတ်ဘူးအကြောင်းဖြည့်တာပဲပေါ့နော်ကိုကြိုက်တာကို select ပေးပေါ့နားလည်မယ်နော်အဲ့တော့နောက်တစ်ခုကဘာလဲကြည့်အောင်နော် shading ကရောင်ပြရနော်အဲ့တော့ table design ထဲမှာပဲ shading column တွေပဲလုပ်လို့နော် row တွေပဲလုပ်လို့ကြိုက်တာကိုအရောင်ဖြည့်လို့ရပါတယ်နောက်တစ်ခုကဘာလဲသူက border okay နော်သူ border and shading အဲ့ဒါကတော့လုံးဝကိုသူline တွေကိုကစားတာရော line တွေကိုကစားတာရော line တွေဖြောက်တာရော line တွေ border line ပြန်တက်တာတွေရောကဒီထဲမှာပဲသွားရတာဖြစ်ပါတယ်ကြည့်အောင်နော်ဒီနေရာလေးကဘာလေးလဲဒါက border line ရဲ့အထူပါတယ်ဟုတ်ပြီနော် border line style တွေဟော border line color တွေအကုန်လုံးကဘယ်ထဲရှိရတော့ဒီထဲမှာရှိရနော် border and shading ထဲမှာရှိတာအဲ့ဒါဘယ်ထဲလဲ table design ထဲမှာအဲ့တော့ table ကိုနှိပ်လိုက်တာနဲ့ table design နဲ့layout တွေရှိတယ်နှစ်မျိုးရှိတာဖြစ်တဲ့အတွက် border တွေ line တွေအရောင်တွေပြောင်းมาလို့ border line တွေဖြောက်มาလို့ဆိုရင်တော့ငါတို့ကဒီ table design ထဲမှာရှိတယ်ဘယ်ထဲမှာရှိလဲဆိုတော့ဒီ border and shading ဒီ shading လေးလည်းပြန်ပါတယ်ပေါ့နော်အဲ့ဒါကြောင့် border and shading ကိုနှိပ်လိုက်တယ်လွယ်ကူကူ border line တွေဖြုတ်တာတက်တာဒီပေါ်ရန်လေးတက်လို့ရတယ်ဒါဆိုရင် bottom border အောက်ခြေ border line မပါရင်ဒီမှာပြန်တက်တယ်နော်ဒါဆိုရင် top border အပေါ်မှာ border line မပါရင်ပြန်တက်တယ်လွယ်ကူကူလေးတွေပေါ့နော်ဒါဆို border line မပါရင်အကုန် all border ကိုတက်တယ် no border เนาะဒီဟာဆိုရင်ကိုကြည့်လိုက်မယ်เนาะဒါလေးကို control Z ခေါ်လိုက်မယ်ရှုပ်နေမှာဆိုလို့ကိုဒီကနေဒီ select ပေးလိုက်တယ်เนาะရှစ်လေးပြီးတော့ select ပေးတယ်ဒီ border ကိုနှိပ်တယ် no border ဒါဆိုရင် border line တွေမရှိတော့ border line တွေမရှိတော့ဆိုတော့ဒီ dotted line တွေကဘာလဲဆိုတော့ငါတို့ဒါဇရာမှန်းသိအောင်လို့သူက border line တွေတော့မပါဘူးဒါဇရာကွက်ကြည့်ပါလို့ပြတာ control B ကိုနှိပ်ကြည့်လိုက် control B ကိုနှိပ်လိုက်တဲ့အခါမှာတော့ဒီမှာဇရာ line တွေမပါတာကိုတွေ့ရလိမ့်မယ်ပေါ့เนาะအဲ့တော့ escape ကိုပြန်နှိပ်မယ် escape ကိုပြန်နှိပ်မယ်ပြီးတော့ဒီကနေတစ်ချက်ထောက်ရှစ်ကိုပြန်ဖိမယ်ဒီနောက်ဆုံးစာတန်းလေးကိုတစ်ချက်ထောက်ပြီးတော့ table design ကိုသွားမယ်ဒီနေရာလေးကိုသွားမယ်လွယ်လွယ်ကူကူပဲ border ပြန်ခတ်မယ် all border okay เนาะနားလည်မယ်เนาะအဲ့ဒါတွေအကုန်လုံးရှိတာဒီထဲမှာ border and shading ကို okay เนาะသူကဘာလုပ်ဖို့လွယ်လဲငါတို့ select ပေးတာပုံမူတည်တယ်ပေါ့เนาะဆိုကြပါတော့ကဒီတစ်ကနေဒီ20အတွင်းကို line ဂျား line တွေပေါ့เนาะဂျား line border တွေကိုပဲဖြောက်မယ်ဆိုရင်ဒီကိုသွားမယ် border shading ကိုသွားမယ်ပြီးရင်ဒီကောင်ကကိုစားပြုတဲ့ဟာလေးသူ့ရဲ့အလဲတန်းတန်းကဒီဟာလေးပေါ့เนาะဒီကောင်လေးအလဲတန်းနဲ့เนาะဒီ row တွေရဲ့ဂျားတွေက line တွေပေါ့เนาะအဲ့ဒါတွေကိုဒီမှာကာတာဒီဟာလေးကိုတစ်ချက်နှိပ်လိုက်ပြီးနှိပ်လိုက်တာနဲ့သူပျောက်သွားပြီဒါဆိုရင်ဂျား line တွေမပါတော့ဘူးမတ်ဆဲလောက်တာနဲ့မတူဘူးเนาะ border line ခဏဖြောက်ထားတာ line ဖြောက်ထားတာเนาะဖြတ်လိုက်တာမဟုတ် line ဖြောက်ထားတာ okay ပေးလိုက်အဲ့ဆိုရင်เนาะငါတို့ကဒီဇရာကြီးကဘာလဲဆိုတော့ဒီမှာเนาะဒီမှာဂျားထဲမှာ line တွေမပါတော့ဘူးဒီမှာ line တွေပါတယ်ဒီမှာ line တွေမပါတော့ဘူးဒါပေမဲ့မတ်ဆဲလောက်တာမဟုတ်ဘူး line တွေဖြောက်တာပြန်တက်မယ်เนาะကိုတက်ချင်လောက်ပဲတက်မယ်ဆိုရင်ဒီကနေဒီ select ပေး border and shading ကိုသွားမယ် border and shading ကိုထပ်သွားမယ်ပြီးရင်ဒီကြားတွေက line တွေကိုတက်မယ် okay เนาะ okay အဲ့ဆိုရင်တော့ဒီတစ်ကနေ9ဒီ select ပေးတာဖြစ်တဲ့အတွက်ဒီ9နဲ့4 3နဲ့4 3နဲ့2 1နဲ့2ကြား line တွေကိုပဲသူကပြန်ပြီးတော့တက်ပေးတာရေးကြီးတာပြောချင်တာကသူက select ပေးတာအဓိကပဲပေါ့နော်အဲ့ဆိုတော့ဒီမှာ okay အဲ့ဒါလေးကိုကိုပြန်လုပ်ကြည့်မယ်ဆိုရင်တော့ဒီကောင်ဆိုရင်3ကနေဒီမှာတစ်ကနေ9ထိကြား line တွေကိုဖြတ်မှာမို့လို့တစ်ကိုတစ်ချက်ထောက်တယ်9ရဲ့အဆုံးကိုသွားပြီးတော့ select ပေးလိုက်တယ်တစ်ချက်ထောက်လိုက်တယ်ပြီးရင် keyboard က8ကိုဖိထားတာเนาะအဲ့ချိန်တစ်ချက်ထောက်တယ်8ဖိပြီးတော့သွားတယ်ပြီးရင် border and shading ကိုသွားလိုက်တယ်ပြီးရင်ဒီကြားထဲက line ကိုပြန်ဖြောက်တယ်เนาะဒီကြားထဲက line ကဒါကိုကိုစားပြုတယ်အပေါ်ကဟာကငါတို့ select မှတ်ထားတဲ့အပေါ် line ကိုကိုစားပြုတယ်အောက်ကဟာကငါတို့ select မှတ်ထားတဲ့ area ရဲ့အောက်ဆုံး line ကိုကိုစားပြုတယ်ဒီဟာလေးကဘယ်ဘက် line ကိုကိုစားပြုတယ်ဒါကအလဲ column line ကိုကိုစားပြုတယ်ဒါလေးကညာဘက် column ကိုကိုစားပြုတယ်ပေါ့နော် okay အဲ့တော့ကိုကလဲ line ကိုဖြတ်လိုက်ပြီ okay ပြီဒါဆိုရင်ကိုထုတ်ပြီးကြည့်မယ်အိုးဒီ line ပျောက်သွားတယ်เนาะဒီ line လေးပျောက်သွားတယ်မြင်ရလားမသိเนาะဒီ line လေးပျောက်သွားတယ် escape ကိုပြန်နှိပ်တယ်ဒီ line ဆိုတာဒီကို select ပေးလိုက်ရင်သူ့ရဲ့ bottom เนาะ number 1ကို select ပေးလိုက်ရင်သူ့ရဲ့ top ဒီနှစ်ခုကြားထဲကို select ပေးလိုက်ရင်ဒီကြားထဲက row line လေးဟုတ်တယ်เนาะ
အဲ့ဒီ line လေးပဲပြန်တက်မှာဖြစ်တဲ့အတွက်အခုကအပေါ်အကောင်ကိုအပေါ်က row ကိုဆက်လက်ပေးလိုက်တယ်အောက်ထပ်ဒီမသွားတော့ဘူးဒီ border တက်တော့မယ် bottom border နော်ငါတို့ဆက်လက်ပေးလိုက်တာရဲ့10ကွက် row တိုင်းရဲ့ bottom အောက်ခြေ border line ကိုတက်မှာမို့လို့ဒီမှာတစ်ချက်လေးထောက်လိုက်တာနဲ့တက်တာနဲ့သူကအဲ့ line လေးပြန်ရသွားပြီပေါ့နော်အဲ့တော့အကုန်လုံးကိုပြန်တက်မယ်တစ်ချက်ထောက်မယ်ဒီ20ရဲ့နောက်ဆုံးကိုရှစ်လေးဖိပြီးနှိပ်လိုက်မယ်ပြီးရင်ဘာလုပ်မလဲ all border လွယ်တက်လို့လည်းရတယ်နော် all border လွယ်တက်လို့လည်းရတယ်ပြီးရင် inside border ကိုတက်လို့လည်းရတယ်ကြိုက်တာတက်ပေါ့နော်အဓိက line တွေဖြုတ်တာဒီထဲမှာ line တွေပြန်တက်တာဒီထဲမှာနားလည်မယ်နော် border ကိုသွားလွယ်လွယ်ကူကူဒီထဲကနေပဲနားလည်အောင်လည်းတက်မရဘူးဆိုလည်း border ရဲ့ shade ကိုသွားဒီမှာဖြုတ်လို့ရတယ်နားလည်မယ်နော် okay နောက်တစ်ခုကကိုက column တိုင်းတွေဖြုတ်ပြမယ်နော်ဒီနံပါတ်1စင်ကွက်ကိုဆက်လက်ပေးလိုက်တယ်ဆက်လက်ပေးပြီးဒီကောင်သွားတယ်ပြီးရင် border ရဲ့ shade သွားတယ်သူ့ရဲ့ညာဘက်က line ကိုဖြုတ်မှဖြစ်တဲ့အတွက်သူကဒီမှာဘာလို့ဒီလို cross တင်မပြတော့လဲဆိုသူကတဒန်းနဲ့ကိုပဲမှတ်ထားတာမို့လို့နော် okay နော်ကြည့်ထားနော်ဒါတဒန်းနဲ့အခုဒီမှာ2တန်းကိုမှတ်လိုက်ပြီ column 2တန်းကိုမှတ်လိုက်ပြီတစ်ချက်သွား border ရဲ့ shade ကိုသွားဒီမဲ့ cross တင်2ကွက်သွားပြအဲ့တော့3 row column 3ကို select 3ကွက်ပေါ်မှာလားဆိုတော့မဟုတ်ဘူးပေါ့နော်အဲ့လို select လိုက်ရင်ဂျားထဲမှာတိုင်နေပါလာပြီဆိုတော့ကိုသားပြတာပေါ့နော် okay နော်နားလည်မယ်နော်အဲ့တော့ကွာဒါကနေဒီကနေတစ်ချက်ထောက်နော်ဒီကနှစ်ကနေတစ်ချက်ထောက်ဒီညာဘက်က apple နဲ့ဂျားတွေကဒီ column line တွေကိုဖြောက်မှာပေါ့နော် border ရဲ့ shade ကိုသွားတယ် border ရဲ့ shade သွားတယ်သူ့ရဲ့ select မှတ်တာရဲ့ညာဘက်တော့ဒီကောင်ဒါလေးကိုတစ်ချက်နေလိုက် okay ပေးလိုက်ဒါဆိုရင် number 1နဲ့နော်စင်နံပါတ်နဲ့ branding နဲ့ဂျားတွေက border line လေးမရှိတော့ပါဘူး master လောက်ထားတာမဟုတ်ဘူးနော် master လို့ရင်သူကပေါင်းသွားမှာနော်စလုံးတွေကသူကမဟုတ်ဘူးဘာလို့လဲလဲ border line ဖြောက်ထားတာအဲ့တော့ကြိုက်တဲ့နေရာကိုဆက်လက်ပေးဒီကောင်ကိုဆက်လက်ပေးရင်ဘယ်ဘက်ကိုတက်ရမလဲဒီ column ကိုဆက်လက်ပေးရင်ညာဘက်ကိုတက်ရမယ်နားလည်မယ်နော်အဲ့တော့ဆက်လက်ပေးလိုက်ပြီးမှတ်လိုက်ပြီးတော့ဗာလဲ right border နော် right border okay နော် right border နဲ့လိုက်တော့ပေါ်လာပြီ okay မှန်တယ်အဲ့တော့ border line တွေဖြောက်တာအဲ့ဒါပဲဟုတ်ပြီနော် border line တွေကိုတို့ဖြောက်တာဒီဟာလေးပဲနားလည်မယ်တင်အကုန်လုံးကိုဖြောက်ဖြတ်ပလိုက်မယ်border line တွေဖြောက်မယ်ဆိုရင်ဒီမှာ no border border ရဲ့ shade မှာလည်းပါတယ်ဒီမှာ none ဟုတ်ပြီနော် none ကိုနှိပ်လိုက်တယ်လည်းမရှိတော့ဘူးပြီးရင် bound တွေကတ်တယ်အလဲကောင်တွေတက်တယ်ဒါလေးတွေကလိကြည့်ပါဆိုလောက်ကြည့်ပေါ့နော်လောက်ကြည့်ရင်ကိုယ်တိုင်သိလိမ့်မယ်အဲ့တော့ဒီနေရာပါလဲ style ပေါ့နော်သူက line style တွေပေါ့နော်အဲ့တော့ကိုကဒီမှာ dotted line တွေနဲ့သွားမယ် dotted line တွေသွားရင်သူ့ရဲ့ line weight တွေဒီမယ်နော် width 1/2ဆိုတော့ပါလေးအထူကြီးတက်လိုက်မယ်ဒီမှာအထူကြီးပြသွားပြီနော်ဇင်ကတော့ဆက်လက်ပေးဖို့လိုရယ်နော်ကိုမှတ်တဲ့ area လောက်ပဲသူဖြစ်မှာပဲနော် okay ပေးလိုက်ပြီဒီ border line တွေကဘာဖြစ်သွားပြီလဲ dotted line တွေဖြစ်သွားပြီနားလည်မယ်နော်အဲ့တော့ဇင်ကိုပြန်ဆက်လက်ပေးတယ်ပြီးရင် border ရဲ့ shade ကိုပြန်သွားတယ်ရိုးတန်း line sign ကိုသွားမယ်ဆိုတော့သူကအပေါ်ဆုံးမှာရှိတယ်နော်ဒီဟာလေးကိုကင်ပြီးရွှေ့လို့ရတယ်အပေါ်ဆုံးတစ်ချက်ထောက်ပြီးရင် line weight ကလည်း auto ဖြစ်သွားပြီဒါလေးကပါလေ line color ဟုတ်ပြီနော် line color အခုအစိမ်းလေးပြောင်းပေးမယ် line color ပြောင်းသွားပြီ okay ပေးလိုက်ဒါဆိုရင်ပုံမှန်အပြင် line color အစိမ်းလေးရသွားပြီ border line တွေကိုကစားမယ်ဟုတ်ပြီနော်ဘယ်တက်သွားမလဲ border တွေကိုသွားမယ် border ရဲ့ shade တွေသွားမယ်ကို select မှတ်တော့ရတယ်နော်ကို select မှတ်တော့ရရင်နော်သဘောကိုပြပြတာ border ရဲ့ shade ကိုသွားမယ်ဒီမှာပြန်သွားမယ်နော် dotted line တွေဒီမှာ3ချောင်း line တွေ line 2တွေဒီ3ခုပဲကစားရတယ်ပေါ့နော်ဒီမှာကြည့်လိုက် okay ပေးလိုက်ဒါဆိုရင်ငါတို့ကသူများနဲ့မတူတဲ့ border line style လေးတွေရပြီပေါ့နော် escape ပြန်နှိပ်မယ်ပြီးရင် select ပေးမယ် border သွားနော် border ရဲ့ shade ကိုသွားပြီးရင် line style ကိုရိုးရှင်းချင်းပဲကိုကပြန်ထားခြင်းပြန်ရွေးဒီမှာ automatic ကအနက်ရောင်စာရွက်ကအချွေးမို့လို့နော်သူ့ရဲ့ line weight ကတော့ဒီတိုင်းပဲ 1/2 ကပုံမှန်မြဲပါတွေဟာပေါ့နော်ပြီးရင် okay ပေးလိုက်ဒါဆိုရင်ပုံမှန်တိုင်းရောက်သွားပြီအဲ့တော့ border line တွေကိုဖြောက်တာနော်ဒီလိုဖြောက်တာတွေကဒီထဲမှာရှိရနော် border ရဲ့ shade okay နော် okay နားလည်မယ်တင်နဲ့ line color တွေကဒီမှာရှိရနော် line color ပြီးရင် line ရဲ့အထူပါဒီနေရာနော်ပြီးရင် line ရဲ့ style ထဲမှာရှိတယ်ဒါလေးကိုတစ်ချိန်နှစ်ချိန်လောက်လုပ်ကြည့်လိုက်ရင်မင်းတို့အနေနဲ့လွယ်ကူတာကိုတွေ့ရလိမ့်မယ်ပြန်တော့လုပ်ကြည့်ပါ okay မယ်နော်အဲ့ဆိုရင်ငါတို့ကဒီမှာဆိုရင်ကြည့်လိုက်အောင်ဒီမှာဆိုရင်ဒီနေရာလေးက name ဒါဆိုရင်ဒီမှာအခု border line တွေဖြောက်ပြထားတယ်နောက်တစ်ခုသွားရအောင်နောက်တစ်ခုက box ကိုထည့်ရင်သူကဘေးပေါင်လေးပဲတက်တယ်ဘာ line မှမပါတော့ဆိုဘေးပေါင်လေးပဲတက်တယ်နောက်တစ်ခုကထပ်သွားမယ်အိုးနှိပ်လိုက်တော့အလဲ line တွေရောအကုန်ပြန်ပါလာတော့တွေ့ရမယ်ပေါ့နော်နောက်တစ်ခါထပ်သွားတယ်
okay ဒီကောင်ကအလဲကောင်ကဒီ column မဟုတ် row တန်းလေးကိုဒီဟာလေးကိုနှိပ်ပြီးဖြောက်မယ်ဆိုရင်เนาะအကုန်လုံးဇရာဘော်ဒါတွေတက်ထားတဲ့အားလေးကိုဒီမှာဒီကနေတစ်ကနေ15တွေဆက်လက်ပေးလိုက်ရင်ဒီကြားထဲက line တွေကိုဖြုတ်ဖို့ဆိုရင်ဒီအလဲကောင်ကလေးကိုနှိပ်ရတာပါနော်ဒီလိုတိုင်တွေကိုဒီလို column တိုင်တွေကိုဖြောက်မယ်ဆိုရင်တော့ဒီအလဲကောင်အောက်ကအလဲကောင်ကလေးကိုနှိပ်ရတာပါဘေးညာဘက်ကအားလေးကိုနှိပ်မယ်ဆိုရင်တော့သူ့ရဲ့ညာဘက် line လေးပျောက်သွားတာဖြစ်ပါတယ်နားလည်မယ်နော်သူဒီမှာဆိုရင်လေဒီ line လေးကိုသူနှိပ်လိုက်တာနဲ့နော်ဘယ်ဘက် line လေးကိုနှိပ်လိုက်တာနဲ့သူ line ပျောက်သွားလိမ့်မယ်နော်ဒီလိုဆက်လက်ပေးထားရနော်ဆက်လက်ပေးထားတာကိုဒီမှာတစ်ချက်နှိပ်လိုက်တာနဲ့ဒီမဲ့စင်တဲ့ branding ကြောင်းဒီမှာ branding ကိုဆက်လက်ပြထားတယ်ပြီးတာနဲ့ဒီဘယ်ဘက်ဘောင်လေးကိုနှိပ်လိုက်ရင်ဘယ်ဘက်ဘောင်ဆိုတာဆက်လက်ပေးထားတဲ့ area ရဲ့ဘယ်ဘက်ကိုပြောတာနော်အဲ့တော့သူ့ရဲ့ဘယ်ဘက်ကိုပြတ်မှာဆိုတော့စင်တဲ့နံပါတ်နဲ့ကြားတွေက column တိုင်တွေပျောက်သွားတာကိုတွေ့ရလိမ့်မယ်โอเคနော်အဲ့ဒီမှာဇရာရဲ့ဒီမှာ dotted line style နေဆိုရင်ဒီ border ရဲ့ shade ကိုသွားဟုတ်ပြီနော် border ရဲ့ shade ကိုသွားတဲ့အခါမှာဘောင်လေးကျလာလိမ့်မယ်ကျလာတဲ့အခါမှာဒီအပေါ်ကအကွက်လေးရဲ့ line style number 1 number 1ကနေရာက line ပုံစံကိုရွေးမယ် number 2က line ရဲ့အထူပေါင်းကိုရွေးမယ်โอเคနော်ဒီကြားမှာ color ဆိုတာပါတယ်နော်အဲ့ဒါ line ရဲ့ color အဲ့ဒါတွေကိုကိုတို့ကစားကြည့်ပါ line color ကတော့ဒီလိုမျိုးပြောင်းလာလိမ့်မယ်နားလည်မယ်နော်โอเคအဲ့ဒါဆိုရင်တော့ design တွေကတော့ဒါပဲပေါ့နော် design တွေကပါတာတော့ဒါလေးပဲလောက်ရတာ border shade ပါမယ် border ရဲ့ shade ပါမယ်ဒီနေရာလေးပေါ့နော်အဲ့ဒါလေးပါမယ်ပြီးရင်ဒီ style တွေပေါ့အဓိကတော့ layout တွေအဓိကသွားတယ်ပေါ့နော် layout ကိုဆက်သွားရအောင်